ကယ်ရှင်တို့ရေဒီနေ့ကတော့ခြံထဲမှာစိုက်ထားတဲ့မြန်မာဘဲတောက်ရှည်လေးတွေကိုကျမနဲ့ကျမမျိုးသားကအတူတူတိုင်စိုက်ကြပါမယ်ရှင်ဒီဘဲတောက်ရှည်အပင်ကိုကျမအီတလီမရောက်ခင်အရှိရက်ကလေးကအမျိုးသားသူစိုက်ထားတာပေါ့နော်အပင်တွေလည်းစကြီးလာပြီဆိုတော့ကျမတို့တွေတိုင်စိုက်ဖို့အတွက်အချိန်ကိုရောက်လာပါပြီဒီမှာကတော့အပင်စိုက်မယ်ဆိုလို့ရှိရင်ຫນွေရာသီ3လ4လလောက်ပဲစိုက်လို့ရပါတယ်ကျန်တဲ့လတွေကအေးကြိုက်တဲ့အပင်တွေလောက်ပဲစိုက်လို့ရတာပေါ့နော်အများဖြစ်ကတော့ဆက်လက်ရွက်တွေပဲစိုက်ကြပါကျမတို့ခြံမှာတော့ဒီနှစ်ကိုပထမဦးဆုံးအနေနဲ့ကျမတို့အေရှားအသီးရွက်တွေကိုစပြီးတော့စိုက်ပါတယ်ကျမမျိုးသားရောကျမအတွက်ပါခြံအကျိထဲမှာအပင်စိုက်တာကကျမတို့ရဲ့ပထမဦးဆုံး experience ဖြစ်ပါတယ်ကျမငငယ်တော့ဆိုလို့ရှိရင်တော့အိမ်မှာအဖေတို့အဖိုးအဖွားတွေစိုက်တဲ့အခါမှာတော့လိုက်ပြီးတော့မှကူပေးပူပါတယ်ကျမမျိုးသားကတော့တစ်ခါမှမလုပ်ဖူးပါဘူးကိုနဲ့တွေးမှပဲကိုဝါသနာပါတော့ဆိုလို့သူလည်းလိုက်လုပ်ပေးတာဖြစ်ပါတယ်အဓိကတော့သူ့အမျိုးသမီးစိတ်ချမ်းသာဖို့အတွက်လိုက်လုပ်ရင်းနဲ့မှသူလည်းအပင်စိုက်တာကိုဝါသနာစပြီးတော့မှပါလာပါပြီရှင်နှစ်ဦးစလုံးကကျမတို့တွေကဒီအေးပိုင်းဒေတာဖြစ်တဲ့ယူရိုပတွေမှာစိုက်ရတဲ့အပင်မျိုးတွေမဟုတ်ဘူးပူတဲ့ရာသီကိုပဲကြိုက်တဲ့ကျမတို့ရဲ့အာရှအပင်တွေကိုစမ်းပြီးတော့မှစားစိုက်ကြတာဖြစ်ပါတယ်အခုဗီဒီယိုကြည့်နေတဲ့သူတွေမှာဥရောပနိုင်ငံဘက်မှာပင်စိုက်ပူတဲ့သူတွေရှိရင်လည်းကျမတို့ကိုအကြံပေးနိုင်ပါတယ်ရှင်ဒီကတော့အလေးကျပေါက်တဲ့နှင်းနှုံးတွေပေါ့နော်အဲ့ဒါကိုကျော်စားရင်ကောင်းမလားလို့စဉ်းစားနေတယ်ငါတော့သူတို့ကတော့ညက်ပြီအခုလိုအပူကြိုက်တဲ့အပင်လေးတွေကိုစိုက်ဖူးတဲ့သူရှိတယ်ဆိုလို့ရှိရင်တော့အပင်တွေကိုအသီးတွေပူတီးအောင်လို့ဘယ်လိုပုံစံမျိုးတွေစိုက်ပျိုးကြရဲဆိုတာကိုကျမကို sharing လုပ်ပေးသွားလို့ရပါတယ် comment မှာချရေးသွားပေးပါနော် Abito in the same house of you. Abito nella stessa casa dove abiti tu. Mo lascia အခုကတော့စိုက်ထားတဲ့တခွားသီးအသေးစားလေးကိုတိုင်စိုက်ပေးနေတာဖြစ်ပါတယ်ရှင် Okay, go. Oi. ဒီကလုံးညင်တော့ညင်နေဒီဘက်မှာဝါနေပြီ Okay ဒီဘက်မှာဒီဆိုလို့ရှိရင်ချင်းနေပြီချင်းနေတော့စီဒီမှာလေးဆိုအများကြီးပဲမအသေးလေးဒီမှာလေးတွေပေါ့နော်ညာလေးကျွန်မအခုအရွက်လေးနဲ့ဖြတ်ထုတ်လိုက်မယ်အသီးတွေကိုသူတို့အဟာရတွေပုံအောင်လို့ပေါ့နော်ခွာဒီအသေးစားပါရှင်ကဲဒါလေးကတော့ပြီးသွားပါပြီရှင်ဒီမှာအရွက်အောက်ကအရွက်လေးနဲ့ရှင်းလိုက်တယ်ပေါ့နော်ဒီတစ်ခုကတော့ထဲစရာမလို့ဒီပဲတောက်ကြအီတလီပဲတောက်ရှည်သူတို့ကဒီတိုင်းပဲထားလို့ရတယ်ဆိုတော့ဒီဘက်မှာမြန်မာပဲတောက်ရှည်တန်နေထည့်ပြီးသွားပြီခန်းချင်ဒီပင်အဲ့ဒါတော့အဖွာတို့ထည့်ထားတာပေါ့နော်ဒီမှာဒါလည်းတခွားဒီအသေးစားပဲဒီဘက်မှာငရုတ်ပင်လေးတွေဖြစ်ပါတယ်ရှင် Let's go Let's go. to shopping You cannot stop it, eh? How was he? Okay, it's my time now. Take it. That is the brake, even the other one. But you need to go very, 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 very slow, eh? Because they don't not strong the brake. A little bit. Go there. Just a little bit. Slow down, more. It's okay, maybe finish the gasoline. Done. Bravissima. These the movies.
I stopped the video. Yama. ဘာလို့ shopping ထွက်လို့ပြီးသွားပြီအပင်တွေလည်းတိုင်ဆိုင်ပြီးသွားပြီဆိုတော့ဟင်းချက်မဲချိန်ကိုရောက်လာပါလို့ရှိရင်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye